machine, the good and the just like by a good one also your garden, no really young me, Bono, but you're upon the sergeant and sit there, Mohali Juania, and so you are the coming power on a coffin, particularly there, which are the Jamasa Hindu, Chinsali Doctor, 6 and a people at the Jamla, so you are don't go like Abla, a Jogama Shia Bonadi, the going to mean bounce, I help you a cream out to buy it. If we break the level, not the going to mean bounce, I'm a Bluminia, a coffee, you have a blood on my 2 later. Yeah, lady, also look at the museum was your picture to my as Taliana. Cái này 100% chân thật. Mà mua y đi nè. Xem á. Ta đi đâu bạn? Mình gặp. Bây giờ nào bà làm càng này mà càng này rồi. Rồi sang đến sáng đấy, bà luôn để ban đông sẽ đi rồi thì thế này này rồi. Đi gặp từ nào vậy đấy. Từ nào bà mà bà có đôi chuyện này hin quay mà chuyện này anh đi tại bây giờ nó có ai ra vào đó. Giá cho mình xài
ဝက်ချက်မသားချက်မဆိုင်ဟင်းဒီဘာလို့ဒီကြိုက်နေဆိုတော့တခြားဆိုင်တွေနဲ့တော့မတူတဲ့ချက်ကတခြားဆိုင်တွေနဲ့တခြားပေါ့နော်သူတို့စားဖို့တဲ့တချို့ဆိုင်တွေဆိုရင်ဘာလဲဆိုတော့ဒီဟင်းကိုမုံကြီးနဲ့ရောပြီးတော့ကွာပြီးတော့ချင်းဆက်ဆိုတော့ဆူဆူကြီးအဲ့လိုအရသာအခက်ဆူဆူကြီးအဲ့လိုမျိုးငင်းတင်းဟောက်ပြီးတော့အဲ့လိုမျိုးစရကာကြီးနဲ့အဲ့လိုမျိုးချင်းဆက်လုပ်ထားတဲ့ဟာမျိုးပဲဆိုလို့စားရတာပေါ့စားတဲ့တန်းကဘာရတော့ဆူဆူကြီးဖြစ်နေရမှာဒါပေမဲ့ဒီဝက်သားချက်မဆိုင်တာအဲ့လိုမဟုတ်ဘူးစားနေတဲ့အရသာပြည့်လေးနဲ့ပြီးတော့ဇုံးတော့ပြန်နဲ့တကတောက်ချင်တယ်ပြီးတော့အိမ်လည်းပြည့်တယ်ပေါ့နော်အဲ့ဒါမျိုးဆိုကြိုက်တာပြီးတော့ဒီမှာတောင်းနေတဲ့ဒီဝက်နဲ့ရိုးဆိုတာအတော့အကြီးလေးလုံးမှာပါတော့အသားအပြည့်ပဲနော်အရိုးကက်လေးပေါ့အသားအပြည့်အဲ့ဒါအခုဒီစပလေးထောက်စားမှာအသားအပြည့်ပဲမဟုတ်ဘူးစပလေးစားရတဲ့ကအသားအပြည့်ပဲပေါ့နော်အဲ့လိုရှယ်ပူတော့ဖောင်းတော့လေအဲ့ဒါသုံးတော့ပြီးရင်မရက်ချင်တော့ဘူးဒီလိုကဟင်းရသုံးတော့မရက်ချင်တော့ဘယ်နဲ့ယူနူးဦးနေမှုဇုံးနဲ့ခင်းနဲ့ဒီချက်တော့ပြီးလားပြပလို့ဆိုပြတော့အသားဒီမှာဆော့ဆိုလည်းပေါ့နော်သုံးမျိုးပေးထားတယ်အဲ့တို့ရဲ့ဒီ homemade Thai sauce လေးတွေပြီးတော့အချင်းအနီတက်တဲ့လူတွေအချင်းအနီလေးရဲ့ဒီကမကြီးချင်နေတယ်တော့မပြတ်ထားတယ်ကြည့်နေတယ်ဟောတိုက်တဲ့အချင်းနဲ့စားပါလိမ့်ပြန်ဆုံးတဲ့တော့ဆိုတာလည်းစားကောင်းတယ်ဒီနောက်တော့ဒီကတော့ဝါအဆောင်ပုံပါလိုက်တယ်ပေါ့နော်ဘယ်ကောင်းလဲငါလည်းပုံမှန်အတုတ်ဒီမှာထားလိုက်တယ်ဆိုတော့ပုံမှန်လည်းသမင်းပေါင်းဆိုင်နေဒီလိုဆိုင်နေရပါလဲဆိုတော့အချင်းအနီးကိုခုနပြောခဲ့တယ်ပေါ့နော်အချင်းအနီးနဲ့တုတ်ပေးတာတော့ကျတော့ဟန်ဆောင်နဲ့တုတ်ပေးရမှာပေါ့သားရဲ့အင်းနေမှုတွေအကုန်လုံးကပြည့်ရပြီးတော့အပွားရှောက်ရလေးနဲ့ကဲကောင်းတော့ဂိုင်းစားပြတော့အီးဒီလေးတစ်ခေါက်မှတင်နေဆိုတော့ဒီကနေ့ညစာဟင်းရရဲ့ပြီးတော့ဒီအတုတ်ပေါ့နော်အတုတ်တွေထဲတစ်ခုခုမှာပါလို့ဆိုပြီးတော့အကြံပေးချင်တာရယ်ပြပါတော့ဆိုရမဒီတိုင်းပေါ့နော်ဆိုရအကြိုက်ဆုံးရမှာဆုံးမစားတတ်တယ်အဲ့တော့ပေါ့နော်ပြဒီဥပိ္ပကျော်ကတခြားဆိုင်နဲ့မတူပါဘူးဒီဥပိ္ပကျော်တို့ဥပိ္ပကျော်သူကကြောက်မဟုတ်ဘူးသူကမုန်းနဲ့တေချာကြော်ထားတာပြီးတော့ချလာကြတဲ့အမျိုးဒီမှာစီလေးတွေကွာဟိုအိုးကနေချပြီးစီလေးပေါက်ပြီးရွှီးဆိုဖြစ်နေတဲ့ခါမျိုးလေးဖြစ်နေရကွာအများကြီးတော့တင်းနေရောက်လာ6ချက်လိုက်ကွန်တိုက်စားနေတာဟိုငါရရအောင်မလို့မှတ်မစားရဘူးတော့စားတော့လည်းတော့လာတယ်ရင်းတော့အဲ့ဒီအနီလေးနဲ့အိမ်တော့ဆိုင်တယ်နော်ကြီးပိတ်စားမှာဘောလာတားလေးနဲ့ပဲကောင်းကောင်းတော့ပဲအဲ့ဒါတော့အဲ့ဒီတော့ချိတ်တယ်ချိုးတယ်ကျန်မစားတဲ့တဲ့မကြိုက်ဘူးကျက်တော့ပြောဘာလဲဆိုဟိုပါလားဒါလည်းနည်းနည်းအေးသွားပြီကွာတော့နည်းနည်းပူပူလောလေးဆိုင်ဆိုတော့တော်ရစားခေါ်အဲ့ဥပ္ပဒေကြောင့်မှာပြီးရတယ်ဘာမှမစားနိုင်ဘူးကွာအရင်ကလည်းအကြိုက်ဆုံးကတော့သုံးမစားရဘူးမတွေးနဲ့ချပြီးရတယ်ဥပ္ပဒေကြောင့်ငါချက်ဘူးဆိုတော့တန်းဟာဟိုတကယ်ချင်းနေနဲ့အဲ့လိုမိထားတယ်တခုကတရားနဲ့မစားရဆိုတော့ဒီသုံးတန်းနဲ့လည်းနှုတ်ကုန်တာတကယ်ကောင်းတော့ပြန်ကောင်းတော့ဒီမှာနေလို့ဘာမှအဲ့ဒါမှမပေါ်နေလေလို့ပြောတော့တော့ဟာတော့ဒီဆိုင်ရောက်နေတယ်ဟိုကလေးစားလည်းမရက်ချင်ဒီဟာလေးစားလည်းမရက်ချင်ဟေးရတော့သုံးတော့ပြီးဆက်တော့ချင်ဘယ်လိုစားလည်းမရက်ချင်ပြေးကြတယ်ဟိုဝတ်သားကြိုက်တဲ့လူတို့အဲ့လိုမျိုးပါအဲ့လိုဥပိ္ပတို့ကကြိုက်တဲ့လူတို့လည်းငါစားတယ်အောင်လို့ယူလာစားတယ်မချာနဲ့စားလို့တော့ကောအဲ့ဒါလေအစ
စားတော့တစ်ခုတော့ဆိုသွားတာသူတို့နေရနေရတယ်ဆိုပုံမှန်ပြောရရင်ဒီစားဝေးတယ်ပေါ့လေလားအဲ့တော့ကောင်းတဲ့နေမှာပါတယ်ဒီနေရာကတော့30ပုံနဲ့မှန်းတဲ့နေရာပါတယ်မစတော့မရဘူးအဲ့နဲ့အစားကောင်းတွေနာစားတာပဲဘလိုပဲမိုးတယ်ဘလိုပဲနေဘူးစားကောင်းတယ်မရဘူးခမင်းပေါက်ဆိုဒီခမင်းပေါက်မှာဒီကမှဒီဆိုင်မှာဘယ်လောက်ဝေးစားတာပဲငါကဂျုံလက်တယ်ကွာဒီကမိုးရထဲမိုးရည်နေတာကဂျုံလက်တယ်ပြီးတော့ကိုစားခြင်းနဲ့အာတီတာတလို့စားတယ်အာပြေဆောင်သွားတဲ့ခါတော့ကဘာနဲ့မှမလဲနဲ့သူများရောဒီကိုရီဆိုရင်တော့အဲ့လိုမျိုးအစားတလုံးတော့ဘယ်လောက်ပဲဝေးစားခြင်းပြီဆိုတော့အောင်စားမရအောင်ဘုံကဒီနေ့မနေ့နောက်နေ့မနေ့စားခြင်းပြီဆိုတော့အဲ့နောက်နေ့မနေ့ကိုရောက်အောင်သွားဘယ်လောက်ဝေးပါနော်အဲ့ဒါပြောတယ်စိတ်ကစောင်းနေပြီอ่ะလူကစိတ်ကစောင်းလူကရောက်တာပဲမရဘူးပြန်မဒီဗီဒီယိုကြည့်ပဲလားဟဲ့ဒီကမလေးအပေါ်လောက်ပြနေရလားဘာလားမသိဘူးလာစားကြည့်တော့တကယ်တော့တကယ်လာစားကြည့်အဲ့ဒါမှတော့အဲ့လိုပြောတာလို့ရတာပြောတာထိုးမှလည်းလူတကူအကြိုက်တယ်သူတို့ကမကြိုက်ဘူးလို့လုံးအဲ့ဒါလည်းရှိတယ်ကိုတော့ရကြတယ်ကိုတကယ်ရတဲ့ခမင်းပေါင်းဆိုရင်ဒီခမင်းပေါင်းဆိုင်နဲ့ရွေးရလောက်အောင်ထိလို့ဆိုပြီးလည်းကြိုက်တယ်ပေါ့နော်အသေးပါတယ်တဲပါတယ်ဒီကအခောက်ကျင်နော်ဒါအသားကျင်ပြီးတော့ဥပိတ်လို့ပြောရနော်ဥပိတ်ပြီးတော့မှဒီကဥချောင်းနော်ပြီးတော့ဒီမှာနေရွက်နော်နေရွက်ပါတယ်အစုံနဲ့တွေ့အများကြီးပဲအဲ့လိုအစုံတော့ကမှအဲ့လိုအစုံတော့အချင်းအနည်းနဲ့တုတ်ထားမို့ထိုင်းဆော့နဲ့တုတ်ထားပြီးတော့ထားမို့ဖိုင်းနာတွေဝမ်းပြတ်တာတွေဖြစ်တော့ပါသေးတယ်သူတို့ပြီးတော့ထိုင်းဆော့က ready made sauce မဟုတ်ဘူးဒီတကောင်ကြီးရဲ့သူတို့ homemade ထိုင်းဆော့ပေါ့နော်အဲ့ဒါတုတ်ထားဆိုအေးလည်းပြည့်ရဲ့ဘိုင်လည်းမနာဘူးဆောက်လည်းကောင်းတယ်ဘိုင်လည်းဘိုင်ထဲမှာလည်းပူစားပြီးပူရမှာမရှိဘူးပါသေးတယ်ဆိုပြီးတော့ပြန်ရှင်းပြသွားရင်တော့လေးစုံလေးဖြစ်သွားပြီးတော့စပစ်နဲ့ထင်ပါတယ်အခုပေါ့နော်ဆိုပြီးအခုရိုက်နေတဲ့အကူနဲ့ဒီဟာလေးပြီးတော့ဆွဲလိုက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဗီဒီယိုဒီမှာရန်နိုင်လို့ပဲလို့ဆိုပြီးပြချပြရစေရှင်နောက်ပိုင်းဒီမှာလည်းအခုလိုမျိုးပေါ့နော်ဒါအရင်စားတော့ဖရီနဲ့ပြီးတော့မိတ်ဆက်လို့ရှိတဲ့အတွက်ကြောင့်ဆိုတော့ဒီ page လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကဲအားလုံးပါ